Okay အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Rai ပါဒီနေ့ရောင်းချပေးမယ့်ကားက Toyota Celsius ထဲမှာ full grade လို့ပြောလို့ရတယ်Massage ရေခဲသစ်တာကျွန်တော် size sunshade တွေအတွင်းကနံသားရောင်ဖြစ်မယ်အကုန်လုံးစုံပြီးတော့မှကားရဲ့ရုပ်ပေါက်ကောကားရဲ့အနေအထားအရမ်းမိုက်တဲ့ကားတွေရောင်းပေးမယ် Celsius ဆိုတာဘာလဲဆိုတာသိပြီးတော့ Celsius ထဲမှာတကယ်မိုက်တယ်ဆိုတော့ကားမှလိုချင်တဲ့ကျွန်တော်မိတ်ဆွေများဗီဒီယိုကိုအဆုံးထိကြည့်ပါခင်ဗျာကားမှာတော့လက်ရှိကျွန်တော်တို့ဘက်ကနေပြီးတော့ကျွန်တော်အလွိုင်းတာယာအလွိုင်းကြီးပဲလုံးဝ premium ဆန်တဲ့ chrome အလွိုင်းထည့်ပေးထားတယ်ခင်ဗျာကားတစ်စီးလုံးမှာမီးခွက်တွေကအစားကြည်တော်ရှင်းအနေအထားမှာရှိတယ်မှန်ဆိုလဲ original မှန်တယ်ပါခင်ဗျာကျွန်တော်တို့ကားကတစ်စီးလုံးကြီးပါ အော်သေးရှိသေးတယ် 85% လောက်ကိုကျန်အောင်မယ်ဆေးတက်ရှင်ဆိုလို့ဘာမှလောက်ပဲဆေးတက်ရှင်ပါမဲ့ condition မှာရှိတယ်ကားအတွင်းအပြင် leather တွေကအစကိုတော်တော်ကိုတန်းတန်းပြန့်အောင်ရှိသေးတယ်ခင်ဗျာတော့ကားရဲ့အတွင်းအပြင်အသေးစိတ်လေးကိုကျွန်တော်ဗီဒီယိုအသေးစိတ်လေးရိုက်ပေးမယ်တစ်ချက်အတူတူကြည့်ကြမယ်ခင်ဗျာCaptain Jack Sparrow. Toyota Celsius ဘာလဲဆိုတာသိပြီးတော့ Celsius full grade တွေကမှတကယ်ကမိုက်ကိုလိုချင်တဲ့မိတ်ဆွေများအတွက်ရောင်းပေးမဲ့ဈေးက930ညှိနှိုင်းနဲ့ရောင်းပေးမယ်အာမခံချက်တွေအများကြီးနဲ့ရောင်းပေးမယ်ဆိုတော့ဒီကားဖြစ်တယ်။ Aussie percentage engine gearbox aircon အောက်ပိုင်းလေးအိတ်ကအစားဘာမှထက်ကြမလိုပါဘူးခင်ဗျာတန်းပြီးတော့ highway သွားရုံပါပဲခင်ဗျာလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်78301027ဖုန်းဆက်ပြီးမေးမြန်းလို့ရပါတယ်ကျေးဇူးတင်ပါတယ်